ချင်းညီကိုများအားလုံးပဲမင်္ဂလာပါဘောလုံးပွဲတွေကိုနေ့စဉ်မပြတ်ကြိုးစားပြီးသုံးသက်ဗီဒီယိုတွေကိုတင်ပေးနေတဲ့ဘတ်ချွတ် YouTube Channel မှာကြိုဆိုလိုက်ပါဒီနေ့မလ20ရက်တောက်ကြနေညမှာတော့ဥရောပမှာပွဲ6ပွဲကစားဖို့ရှိနေပါထိုပွဲတဲ့6ပွဲကိုပုံမှန်တင်ပေးနေကြတဲ့အတိုင်းအနည်းဆုံးရလက်ပြအောင်ကြိုးစားပြီးသုံးသက်ရွေးချက်ပေးမှာဖြစ်ပါတယ်ရွေးချက်မှုမစားခင်ညီကိုတို့အနေနဲ့အပန်းမကြည့်ဘူးဆိုရင် Channel ကို Like and Subscribe နေပြီးအားပေးကူညီခဲ့လို့ရပါတယ်ပထမဆုံးပွဲကိုတော့စီးရီးပွဲစဉ်ဖြစ်တဲ့ကကလီယာနဲ့နာပိုလီပွဲကစပြီးသုံးသက်ရွေးချက်ပေးပါဒီပွဲက9ည12နာရီမှာဖြစ်ပြီးကရာအီသင်းကအရှင်ပြကစားမှာဖြစ်ပါတယ်။နှစ်သင်းလုံးကစက်ရီမှုကိုချင်းကရာအီသင်းကအဆင့်15နေရာမှာရှိပြီးအဝိုးကွင်းနာပိုလီသင်းကရမှ59မှန်နဲ့အဆင့်3နေရာမှာရှိပါတယ်။အရှင်ကရာအီသင်းရဲ့လက်ရှိနေတာကိုချင်းလဲနောက်ဆုံး9ပွဲမှာ9ပွဲတစ်ပွဲမှာရမှာထားပါဘူး။နှစ်ပွဲသေးကြပြီး3ပွဲရှုံးထားပါတယ်။လက်ရှိမှာလည်းရမှ300ပဲရထားတဲ့အတွက်တန်းကြံမှုအမှတ်လိုရတယ်လို့တန်းဆုံးကအသင်းကိုလည်း2ပွဲသာ6မှတ်လောက်ထိဖြတ်ထားတွေ့ရပါတယ်။ဒီနေ့ပွဲကအင်ကွင်းဖြစ်တဲ့အတွက်လည်းအမှတ်ကျင်းနေရှာလာမှာဖြစ်ပြီးတရေတမှတ်တော့ပဲဥတီကစားလာဖို့ရှိနေပါတယ်။အင်ကွင်းဖောင်းကလည်းအင်ကွင်းနောက်ဆုံး3ပွဲဆက်9ပွဲပြောက်ထားပြီးတဘောတည်းနှစ်ပွဲရှုံးထားပါအင်ကွင်းကလည်းတက်ပြီးအားသာနေထားမှာတော့ရှိမနေပါဘူးတပတ်ကနာပိုလီသင်းကိုကျင်းလဲနောက်ဆုံး3ပွဲဆက်နိုင်ထားပြီးလက်ရှိမှာလည်းဥရောပချန်ပီယံလိဝင်ဖို့အခြေအနေကောင်းတဲ့အနေထားမှာရှိပါတယ်အဆင့်4-5ကကိုမိုချူဘနာသင်းကိုရမှ9မှတ်ထိဖြတ်ထားနိုင်ပါတယ်နောက်ဆုံး9ပွဲဆက်2သင်းပေါင်းဂိုးဘော့တဲ့ပွဲတွေပဲကစားတာတွေ့ရပါတယ်အဝိုးကွင်းဖောင်းကိုကျင်းလဲတဘောနိုင်လားတပွဲရှုံးလိုက်နဲ့ခြေတန်းကတည်ငြိမ်မှုတော့မရှိထားပါဘူးပွဲတိုင်းလဲခံစစ်ကဂိုးပေးနေရပါတယ်နောက်တစ်ပတ်ကလည်း AC နဲ့ပွဲကြကစားဖို့ရှိနေတဲ့အတွက်ဒီနေ့ပွဲကိုအောင်ဆိုင်ကစားလာဖို့ရှိပါတယ်နောက်ပြီးတော့အခြားဘာဖလားပွဲမှာလည်းကန်ဆယ်မရှိတဲ့အတွက်အမှတ်ပွဲတွေပဲအောင်ဆိုင်နေတဲ့အနေအထားမှာရှိပါတယ်။ဒါရပွဲကိုကြည့်ရင်တစ်ဖက်က9ရောက်စီရှိထားပါတယ်။နှစ်သင်းတဲ့တဲ့သုံးပွဲမှာတော့နာပိုလီက1-0ရနဲ့အခက်ခက်ခဲနိုင်ဝေါရောက်ကစားခဲ့ရတယ်လို့ကိုပါရီရဲ့ပွဲမှာလည်းပွဲချိန်သေးကြပြီးပယ်နတီဆုံးဖြတ်နေမှာနိုင်ခဲ့တာတွေ့ရပါတယ်။တွေ့ဆုံမှုတွေမှာနာပိုလီကအသာရပေမဲ့လည်းအခုနောက်ပိုင်းတွေ့ဆုံမှုတွေမှာ9ရဖို့တော်တော်လေးခက်ခဲတာတွေ့ရပါတယ်။လက်ရှိခြေတမ်းမွေးမှုကိုကြည့်ရင်နာပိုလီကဘော်ဒီချင်း1ပေါင်း40 9ပေါင်းချင်း2နှုတ်30ပေါက်ပါတယ်။ဒီဘက်မှာဘော်ဒီကိုရှောင်ပြီးနှစ်သင်းပေါင်း9နဲ့ပဲကြိုက်ပါတယ်ကယ်ရီယာရီတင်းကလည်းအင်္ဂွန်းဆိုမဲ့လည်းတရေလောက်ပဲဥတီကလာမှာဖြစ်တယ်လို့အဝင်းနာပိုလီရဲ့အဝိုးကွင်းခြေတန်းကလည်းတင်ကျမှုမရှိတာကတကြောင်နှစ်သင်းတစ်စုံမှုခုနောက်ပိုင်းပိုးတွေမှာနှစ်သင်းလုံးသွင်းကိုရဖို့ခက်ခဲတဲ့အတွက်ဂိုးအောင်ရထားခြင်းဖြစ်ပါတယ်ရှားလန်အနေနဲ့ဇီဝိုင်းနဲ့ပြီးဖို့များပါတယ်နောက်တစ်ပွဲအနေနဲ့ဂျာမန်ဘွန်ဒလီဂါပွဲစဉ်ဖြစ်တဲ့လိုက်စစ်အသင်းနဲ့ဟိုဘင်းပွဲကိုရွေးချယ်ထားပါတယ်ဒီဘက်ကအခုည2နာရီမှာဖြစ်ပြီးလိုက်စစ်ကအင်ရှင်ပြကစားမှာဖြစ်ပါတယ်နှစ်သင်းလုံးရဲ့40ကိုကျင်းလိုက်စစ်ကအဆင့်9နေရာမှာရှိပြီးအဝိုးကွင်းဟိုဘင်းကအဆင့်3နေရာမှာရှိပါတယ်နှစ်သင်းရမှကွာမှုက3မှတ်ပဲရှိထားပါတယ်အရှင်လိုက်တဲ့တင်ရအနေထားကိုကျင်းလဲနောက်ဆုံး9ပွဲမှာတပွဲပဲရှုံးထားပြီး2ပွဲတည်2ပွဲနိုင်ရလာထော်လာပြီးတော့ဥရောပနေတာတွေလဲကြိုးစားနေတဲ့အသင်းဖြစ်ပါတယ်ဒီသုံးပွဲမှာတော့စတူဂတ်ကို1-0နဲ့ရှုံးထားပါတယ်အင်ကွင်းနောက်ဆုံး3ပွဲကလည်းရှုံးမမရှိထားပါဘူးတပွဲနိုင်ပြီး2ပွဲတည်ကျထားပါတယ်တခြားတတိထားပြီးတော့အင်ကွင်းပွဲတွေဆိုရင်တိုက်စစ်ကဂိုးလက်ရတယ်လို့ခန်းစစ်ကလည်းဂိုးပေးရတဲ့အသင်းဖြစ်ပါတယ်ဟိုဘင်းအသင်းကိုကျင်းလဲဒီနေ့မှာသူတို့အသင်းရဲ့ခြေတန်းရလည်းအကောင်းဆုံးအချိန်လို့ပြောလို့ရပါတယ်လက်ရှိပါလဲဥရောပနေတာတွေမျှော်လင့်လို့ရတဲ့အနေအထားမှာရှိပါတယ်အခုနောက်ပိုင်းပွဲတွေမှာတော့အမှတ်တွေရောနေပြီးနောက်ဆုံး9ပွဲမှာ2ပွဲနိုင်2ပွဲတည်ကြာပြီးတပွဲရှုံးထားပါအနည်းဆုံးပွဲမှာလည်းတိုင်းဆုံးကဝူဘက်အသင်းကိုတည်ကြောက်မှလည်းကန်ခဲ့ရပါအပေါ်မှာတိုက်စစ်ကဂိုးပေါက်ကန်မှုတော်တော်များများရှိခဲ့ပြီမဲ့လည်းအဆုံးသက်မတည်ကြတာကြောင့်တည်နဲ့ပဲပြီးခဲ့ပါပြောချင်တာကတိုက်စစ်ဘက်ကဂိုးရဖို့ပဲဥတီကလာတဲ့အသင်းဖြစ်ပါတယ်အဝဲဖောင်းကိုကျင်းတယ်အဝဲကနောက်ဆုံး9ပွဲမှာ3ပွဲနိုင်2ပွဲတည်ကြပြီး2ပွဲပဲရှုံးထားပါတယ်တိုက်စစ်ကလည်း2ပွဲကိုအနည်းဆုံး2ဂိုးသွင်းနိုင်တာတွေ့ရပါတယ်ဒါရအန်ယူရီကိုကျင်းလည်းတစ်ဖက်က4ရောက်စီပဲရှိထားပါနှစ်သင်းတစ်စုံရာပွဲမှာတော့ဟိုဘင်းက3ခွန်းရတဲ့နိုင်ထားပါတွေ့ဆုံမှုတွေမှာအင်ရှင်ပြည့်အကန်ကစားတဲ့အသင်းကရလက်ကောင်းတာတွေ့ရပါလက်ရှိပေါ်ရမွေးလူကိုကျင်းအင်ရှင်လိုက်စကဘော်ဒီကြီးကတေရှုံးဂိုးပေါင်းချင်း3လုံးရှုံးပေါက်ပါတယ်ဒီဘက်မှာနှစ်သင်းပေါင်းဂိုးများပဲကြိုက်ပါတယ်နှစ်သင်းလုံးအခြားဘာပွဲမှာကန်တာမရှိသလိုဥရောပဒေသအတွက်အောင်ဆိုင်နေတဲ့အသင်းတွေဖြစ်တဲ့အတွက်လဲပွဲကိုသူတင်ကိုရင်တိုက်စစ်ပွဲဖွင့်ခံလာဖို့ရှိပါတယ်တိုက်စစ်သင်းရဲ့အင်ကွင်းကလည်းဂိုးလဲသင်းနဲ့ဂိုးလဲပေးရတာကတကြောင်ဟိုဘင်းရဲ့သင်းရဲ့အုံကွင်းပွဲတွေကလည်းတိုက်စစ်ဂိုးသွင်းရကလည်းကောင်းတာကြောင့်ဂိုးပေါ်ရေးထားခြင်းဖြစ်ပါတယ်နောက်ပြီးတော့တောက်ကြနေကြမှာကစားတဲ့ဘွန်ဒလီဂါပွဲတွေကလည်းဂိုးပေါ်များတဲ့အတွက်လဲဒီနေ့ပွဲတော့ဂိုးပေါ်မှာလည်းယုံကြည်ထားပါတယ်ရှားလန်အနေနဲ့တူတူနဲ့ပြီးဖို့များပါတယ်နောက်တစ်ပွဲနဲ့ပြင်သစ်လီဂူ1ပွဲတင်ဖြစ်တဲ့လန်အသင်းနဲ့အန်ကာအသင်းပွဲကိုရွေးချယ်ထားပါတယ်ဒီဘက်ကအခုည2:15မှာဖြစ်ပြီးလန်ကအင်ရှင်ပြကစားမှာဖြစ်ပါတယ်အဆင့်ရည်မှုကိုချင်းအင်ရှင်လန်ကရမှ56မှတ်နဲ့အဆင့်2နေရာမှာရှိပြီးအဝိုးကွင်းအန်ကာကတော့အဆင့်12နေရာမှာရှိပါတယ်လန်အသင်းရဲ့လက်ရှိနေတာကိုချင်းဒီနေ့မှခြေတန်းကတော့အကောင်းဆုံးအနေထားမှာပြောလို့ရပြီးဇီယာရိတ်ကပြည့်ကြည်သင်းကိုလည်းအမှန်ပေးဖလားအတွက်အကောင်းဆုံးဖိအားပေးနေတဲ့အသင်းဖြစ်ပါတယ်ပထမရာသီကတော့ဇီယာရိတ်တို့မှဦးဆောင်ထားပြီးမှလည်းအခုနောက်ပိုင်းအမှတ်တွေရောက်လာတဲ့အတွက်လက်ရှိမှာအဆင့်2နေရာကိုဆင်းပေးရခြင်းဖြစ်ပါတယ်။ဒီသုံးပွဲမှာလည်းလိုရီယာအသင်းကို2-1ရနဲ့ရှုံးထားပါတယ်။ဒါရပွဲကလည်းဒီပွဲမှာ9ရောက်ရှိထားပြီးအင်ကွင်းဖောင်းကိုကျင်းလဲနောက်ဆုံးအင်ကွင်း9ပွဲမှာ2ပွဲနိုင်1ပွဲတည်2ပွဲရှုံးရတဲ့ထားထားပါတယ်။ပွဲကနိုင်ရှုံးလိုက်တဲ့ခြေတန်းကမလီညံရတွေ့ရပါတယ်။ဥရောပဒေသအတွက်တရားတော်ရှိနေပြီပါလေအမှန်ပေးဖလားမျှော်လင့်ခြင်းတော့လက်ကြံပွဲအလုံးဒီပါရလက်ကောင်းဖို့လိုအပ်ပါတယ်။တစ်ဖက်ကအန်ကာအသင်းကိုကျင်းလဲလက်ရှိမှာရမှ32မှရထားတဲ့အတွက်ဒီနေ့ကတန်းကြံဖို့တရားတော်ရှိနေပါတယ်။တန်းဆုံးကအသင်းတွေနဲ့လည်းရမှတော်တော်လေးဖျက်နိုင်ပါတယ်။နောက်ဆုံး9ပွဲကနာကိုကျင်းလဲတပွဲပဲနိုင်ထားပြီး4ပွဲတွေရှုံးထားပါတယ်။
ဒါရအင်ဂျီကလည်း9ရောက်ရှိလာပြီးအဝကွန်ရလက်ကတိတ်ပြီးအားရနေကြမှာတော့ရှိမနေပါဘူးအဝကွန်တော့9ဘက်မှာတပွဲပဲနိုင်လာပြီးတပွဲတိတ်3ပွဲထိရှုံးလာပါတယ်လက်ရှိမှာအင်ကွင်းမဖြစ်ဖြစ်အဝကွန်ဖြစ်ဖြစ်ဘာမှအားရတဲ့နေရတော့မရှိပါဘူးနောက်တဲ့တွဲဆုံမှုပထမကျပွဲမှာတော့အင်ရှင်လန်ကပဲနိုင်ရတယ်လို့တွဲဆုံမှုတိုင်းလဲအသာရတာတွေ့ရပါတယ်လက်ရှိဘာကြောင့်လူမှုကိုချင်းလန်ကဘော်ဒီကြီး2ပေါင်း80 9ပေါင်းချင်း3ပေါင်း30ပေါက်ပါတယ်ဘော်ဒီကြီးကပြင်းမဲ့လဲ9ပေါင်းချင်းကပြောတာတွေ့ရပါတယ်ဒီဘက်မှာအင်ရှင်လန်ဘော်ဒီတစ်ချောင်းနဲ့ပဲကြိုက်ပါတယ်တွဲဆုံမှုတွေမှာနှစ်ကိုပြောင်းနဲ့နိုင်တဲ့ပွဲတပွဲပဲရှိတယ်ပဲလဲအန်ကားတဲ့ဆိုင်နိုင်ပွဲပို့လို့ရတဲ့လန်ဘော်ဒီကိုပဲရွေးထားခြင်းဖြစ်ပါတယ်နောက်ပွဲတွေပွဲချက်ကစားဖို့ရှိနေတာတော့လဲဒီနေ့အိမ်ကွင်းမှာတော့အမားခံမှာမဟုတ်တော့ဘူးလို့လဲယုံကြည်ထားပါတယ်ရှားလန်အနေနဲ့2စီးနဲ့ပြီးဖို့များပါတယ်နောက်တစ်ပွဲအနေနဲ့2:15မှာပဲတစ်ချိန်နဲ့ကစားမယ်ဂျီနိုဝါအသင်းနဲ့ဦးရီနီဘောကိုရွေးချယ်ထားပါတယ်နှစ်သင်းလုံးကဆယ်တီမကိုချင်းအေရှင်ဂျီနိုဝါအသင်းကအဆင့်73နေရာမှာရှိပြီးဦးရီနီအသင်းကအဆင့်17နေရာမှာရှိပါတယ်နှစ်သင်းရရမယ့်ကွာမှုက3မှတ်ပဲရှိထားပါတယ်လက်ရှိမှာနှစ်သင်းလုံးဒီနေ့တော့တန်းကြမှုတရားတော့ရှိတဲ့နေရာမှာရှိပါတယ်ဂျီနိုဝါအသင်းတော့တန်းသင်းလုံးကအသင်းကိုရမယ့်9မှတ်လောက်ထိဖြတ်ထားနိုင်ပါတယ်အေရှင်ဂျီနိုဝါအသင်းကလည်းအခုနောက်ပိုင်းပွဲတွေခြေတန်းတင်မှုရှိပြီးနောက်ဆုံး9ပွဲမှာလည်းတပွဲပဲရှုံးထားပါတယ်တပွဲသေးကြပြီး3ပွဲထိနိုင်ထားပါတယ်အနည်းဆုံးပွဲမှာလည်းဘီရိုနာအသင်းကိုဇီတူရနိုင်ထားပါတယ်အင်ကွင်းဖောင်းကိုကျင်းလဲအခုနောက်ပိုင်းအင်ကွင်းနောက်ဆုံး9ပွဲမှာတပွဲပဲရှုံးထားပြီး4ပွဲထိနိုင်ထားပါတယ်အင်ကွင်းဖောင်းကလည်းမဆိုးတဲ့အနေထားမှာရှိပါတယ်အဝကင်းဦးလေးကိုကျင်းလဲနောက်ဆုံး9ပွဲမှာတပွဲပဲနိုင်ထားပြီးတပွဲသေး3ပွဲထိရှုံးထားပါတယ်ခြေတန်းကအကြပြလာပြီးအမားတွေရောနေတာတွေ့ရပါတယ်ဒါရအင်ဂျူရီကဒီဘက်မှာ4ရောက်ရှိလာပြီးအဝကင်းဖောင်းကလည်းနောက်ဆုံး3ပွဲဆက်နိုင်ပွဲမရထားပါဘူးတပွဲသေးကြပြီး2ပွဲရှုံးထားပါတယ်နှစ်သင်းလုံးမှုပထမကျပွဲမှာတော့ဂျီနိုကဝိုင်းလူရလက်နိုင်ထားပြီးပြည့်စုံမှုတိုင်းလည်းဂျီနိုကအသာရတာတွေ့ရပါတယ်လက်ရှိပါရမှုလူမှုကိုချင်းဂျီနိုကဘော်ဒီချင်း level 60 9ပေါင်းချင်း2နှုတ်10ပြပေါက်ပါတယ်ဒီဘက်မှာပြည့်စုံမှုတိုင်းအသာရတဲ့အင်ရှင်ဂျီနိုကဘော်ဒီကိုပဲကြိုက်ပါတယ်နောက်တစ်ချက်အနေနဲ့ဇရာအုပ်ကအသင်းကချေးပြန်ပေးရချင်းချေးအောင်တဲ့ဘော်တွေကများလာတာတကြောင်လက်ရှိမှာလူဆုံးနေပြီးအင်ဝင်းဖောင်းကောင်းနေတဲ့အတွက်ဂျီနိုကဘော်ဒီရွှေ့လာခြင်းဖြစ်ပါတယ်နောက်တစ်ပွဲအနေနဲ့9ည2နာရီပွဲမှာကစားမဲ့ဘီယာရဲနဲ့ဆိုသီတဲ့ပွဲကိုရွှေ့ထားပါတယ်နှစ်သင်းလုံးက40ကိုချင်းအင်ရှင်ဘီယာရဲကအဆင့်4နေရာမှာရှိပြီးဆိုသီတဲ့ကတော့အဆင့်9နေရာမှာရှိပါတယ်ဘီလာရဲတဲ့လက်ရှိနေတာကိုကြည့်ရင်လာလီဂါနောက်3 5ပွဲမှာတပွဲပဲရှုံးသွားပြီးတပွဲသေး3ပွဲထိနိုင်ထားပါတယ်ချန်ပီယံလိဝင်ဖို့လည်းအခြေအနေကောင်းတဲ့နေရာမှာရှိပါတယ်အဆင့်5ကဗတ်နဲ့လည်းရမဆက်တမက်အော်ဒီဖြတ်တာတွေ့ရပါတယ်အနည်းဆုံးပွဲမှာတော့အလာဘအသင်းကိုတော့1-1တေချထားပါတယ်အင်ကွင်း3ပွဲဆက်နိုင်ပွဲရတာကိုလည်းတွေ့ရပါတယ်တစ်ဖက်ကဆိုသီတဲ့အသင်းကိုကြည့်ရင်လည်းပြန်ပွဲနောက်3 5ပွဲမှာတပွဲပဲရှုံးသွားပြီးတပွဲသေး3ပွဲထိနိုင်ထားပါတယ်အနည်းဆုံးပွဲမှာလည်းအိုဇာတူနာအသင်းကို3-1ရတဲ့နိုင်ထားပါတယ်ဒီနေ့ပွဲကယူရိုပါလိကိုကွန်မန်လီတို့ဝင်ဖို့အတွက်နိုင်ဖို့တေချာပေါ့အောင်ဆိုင်လာမှာဖြစ်ပါတယ်အခုကတော့ငါ့ကိုကျင်းလဲ3ပွဲနိုင်ပြီး2ပွဲရှုံးထားပါရှုံးတဲ့ဘက်ကရီရဲအသက်လက်အသင်းတွေကိုဖြစ်ပြီးအဲ့ဘက်မှာလည်းသွင်းကိုတွေပြန်သွင်းနိုင်တယ်တွေ့ရပါတယ်ဒီကပြောချင်တာကအိုဝင်ပွဲတွေဆိုရင်ပွဲကနိုင်ရှုံးတိုက်စစ်ကဂိုးသွင်းနိုင်တဲ့အသင်းဖြစ်ပါတယ်နှစ်သင်းတို့ဆုံးပွဲရောက်ပွဲမှာတော့အပြန်လန်သွင်းကိုတွေနဲ့အချိန်မိုးရမှာဘီလာရဲကနိုင်ကိုရပြီးတူးရီရနဲ့ပွဲကကြည်ကောင်းခဲ့ပါတယ်လက်ရှိပါချက်ပွင့်လင်းမှုကိုကျင်းဘီလာရဲကတေးရှုံးဂိုးပေါင်းချင်း3လုံးပေါင်း80ပေါက်ပါတယ်ဒီဘက်မှာနှစ်သင်းပေါင်းဂိုးများပဲကြိုက်ပါတယ်ဘီလာရဲအသင်းရဲ့အိမ်ကွင်းပွဲတွေကလည်းဂိုးလောက်သွင်းတယ်လို့ခန်းစစ်ကလည်းဂိုးပေးရပြီးတပတ်ကဆိုတဲ့အသင်းရဲ့အိုကွန်ပွဲတွေကလည်းသွင်းကိုရဖို့မခက်ခဲတာကြောင့်နှစ်သင်းပေါင်းဂိုးများရွေးချယ်လာခြင်းဖြစ်ပါတယ်။ရှားလန်အနေနဲ့2-1-1-2နဲ့ပြီးဖို့များပါတယ်။နောက်ဆုံးပွဲအနေနဲ့2နာရီပွဲမှာပဲတစ်ချိန်နဲ့ကစားမယ်ဖုံးမောက်အသင်းနဲ့မာယူအသင်းပွဲကို3ရွေးချယ်ပေးပါ။နှစ်သင်းသလုံးကအမပေးစရာကိုကျင်းအေရှင်ဖုံးမောက်အသင်းကအဆင့်10နေရာမှာရှိပြီးယူနိုက်တက်အသင်းကတော့ရမယ်54မှတ်နဲ့အဆင့်3နေရာမှာရှိပါတယ်။အေရှင်ဖုံးမောက်အသင်းက6လက်ကိုကျင်းနောက်ဆုံး5ပွဲမှာရှုံးပွဲတစ်ပွဲမှာရှိမထားပါဘူး။တပွဲနိုင်ပြီး4ပွဲတေချထားပါတယ်။လက်ရှိမှာလည်းရမယ်40မှတ်ရထားတဲ့အတွက်ဒီနေ့အတွက်တန်းကြမယ်အသင်းဖြစ်ပါတယ်။လက်ရှိမှာလည်းအသင်းကရလက်ကောင်းနေပြီးမမရအာဆင်နယ်ကို2-3နဲ့ရှုံးပြီးကြတဲ့ကအခုနောက်ပိုင်းပရီးမီးယားလိ10ပွဲသက်ရှုံးပွဲတစ်ပွဲမှမရှိထားပါဘူး။4ပွဲနိုင်ပြီး6ပွဲတေချထားပါတယ်။အင်ကွင်း3ပွဲသက်တေချထားလို့လည်းတွေ့ရပါတယ်။တစ်ဖက်ကယူနိုက်တက်အသင်းကိုကြည့်ရင်လည်းနီးပြမိုက်ကယ်ကာရီရဲ့လောင်းမှာအသင်းကချန်ပီယံလိဝင်ဖို့အတွက်အခြေအနေကောင်းတဲ့အနေအထားမှာရှိပါတယ်။နောက်ဆုံး5ပွဲမှာလည်းတစ်ပွဲပဲရှုံးထားပြီးတစ်ပွဲတေ3ပွဲထိနိုင်ထားပါတယ်။အနည်းဆုံးပွဲမှာလည်းဘီလာအသင်းကို3-1ရလိုက်နိုင်ထားပြီးဒါမှမဟုတ်ယုံကြည်မှုအားကောင်းနေတဲ့အနေအထားမှာရှိပါတယ်။အဆင့်4ကဘီလာလက်ပါဘူးအသင်းတို့နဲ့ရမှတက်ပြီးမကွာတဲ့အတွက်လည်းဒီနေ့ပွဲကိုနီးပြကာရီတေချာပေါ့အောင်ဆိုင်လာဖို့များပါတယ်။ဒါရယူကလည်းတစ်ပတ်ကို4ရောက်စီရှိထားပါတယ်။လက်ရှိမှာနှစ်သင်းလုံးဖောင်ကောင်းတဲ့အသင်းတွေဖြစ်တဲ့အတွက်ပွဲကတော့ကြီးကောင်းမဲ့အနေထားမှာရှိပါတယ်။နှစ်သင်းလုံးဥပမာပွဲမှာတော့အပြန်အလှန်သွင်းကိုတွေနဲ့ဖိုးဖိုးရလက်နဲ့ပွဲကလည်းမြန်မြန်ရှိခဲ့ပါတယ်။လက်ရှိမှာကျပွဲလူမှုကိုကျင်းမန်ယူကဘော်ဒီချင်း level 80ကိုပေါင်းချင်း3-30ပြပေါက်ပါတယ်။ဒီဘက်မှာအိုးကွင်းမန်ယူဘော်ဒီကိုပဲကြိုက်ပါတယ်။အနေဆုံးသေးချနိုင်ပြီးမရှုံးဘူးလို့လည်းတွေးထားပါတယ်။အရှင်ဘောမောကလက်ရှိမှာဖီအားကင်းပြီးရလာတွေကောင်းတာတော့လက်ခံပါတယ်။ဒါပေမဲ့လည်းဒီနေ့ပွဲကအင်ကွင်းဖြစ်ပေမဲ့လည်းဥရောပနေတာအတွက်မျှော်လင့်လို့မရတဲ့အနေအထားမှာရှိရတဲ့အတွက်ပွဲကိုထိပြီးကစားလာဖို့ရှိပေမဲ့လည်းတစ်ဖက်ကယူနိုက်တက်အသင်းကတော့ချန်ပီယံလိဝင်ဖို့တေချာနိုင်ပွဲရဖို့ပဲကစားလာဖို့ရှိပါတယ်။ဒီပွဲပြီးရင်လည်းယူနိုက်တက်အသင်းကချက်သီးနဲ့အိုးကွင်းကစားဖို့ရှိနေတဲ့အတွက်ဒီဘက်ကနေပြမိုက်ကယ်ကာတွေတေချာပေါက်အောင်ဆိုင်လာမယ်ဖြစ်တဲ့အတွက်လည်းယူနိုက်တက်ဘော်ဒီရွေးချယ်ခြင်းဖြစ်ပါတယ်။ဒါကတော့တရားညအတွက်ရွေးချယ်မှု6ပွဲဖြစ်ပါတယ်။ညကရွေးချယ်မှုမှာအရှုံးရခဲ့တဲ့အတွက်9ရက်ဆက်နိုင်ပွဲကတော့ရတက်ခဲ့ပါတယ်။ဒီနေ့မှာတော့အကောင်းဆုံးကမ်းမဖြစ်လောက်အောင်ကြိုးစားပြီးတင်မိထားပါတယ်။အကြိုက်ယူတဲ့ပွဲရှင်လည်းရွေးချယ်နိုင်ပြီးကစားနိုင်တယ်လို့မကြိုက်ရင်လည်းဘက်ကန်လို့ရပါတယ်။အဓိကကတော့ညီကိုတို့အပေါင်းမဲ့ဖို့ပါပဲ။ချင်းချင်းကိုများအားလုံးကံကောင်းပြီးရွေးချယ်မှုတိုင်းနိုင်ရကြပါသေးဗျာ။